သိပ္ပံပညာရှင်တွေဟာကမ္ဘာအတော်ဆုံးစစ်သားတွေထိပ်တန်းအယောင်ကိုယ်စားလှယ်တွေနဲ့နာမည်ကြီးအမှုပညာရှင်တွေကိုနှစ်ပေါင်းများစွာလေ့လာခဲ့ကြပါတယ်။သူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကသူတို့ဟာကျွန်တော်တို့ထင်တယ်လို့ပါရမီအရှိဆုံးသူတွေမဟုတ်ကြတာပါပဲ။တကယ်တော့ပါရမီရှိပေမဲ့ဘာမှဖြစ်မလာတဲ့သူတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးတွေ့ရပါတယ်။ဒါဆိုရင်ဘာကြောင့်တချို့လူတွေကဘလို့အခက်အခဲမျိုးနဲ့ပဲရင်ဆိုင်နေရပါစေ။ပန်းနိုင်ကိုအရောက်သွားနိုင်ပြီးတော့တချို့ကလန်ဒဝက်မှာတင်လက်လျှော့သွားကြတာလေအဖြေကတော့ grit လို့ခေါ်တဲ့ဇွဲလုံးလာပါဒီဗီဒီယိုလေးမှာတော့ပေါ့ပမေးခွန်းလေးတွေဖြည့်ပြီးတော့ကိုယ့်ရဲ့ဇွဲလုံးလာစွမ်းအားဘယ်လောက်ရှိလဲဆိုတာကိုစမ်းစစ်ကြည့်ကြမှာဖြစ်ပါတယ်1900ပြည့်နှစ်တွေတုန်းကလူတစ်ယောက်ရှိခဲ့ပူပါတယ်သူကစီးပွားရေးမှာအကြိမ်ကြိမ်ရှုံးနေခဲ့တယ်သူ့ရဲ့ချစ်ရသူကိုဆုံးရှုံးခဲ့ရတယ်စိတ်သက်ကြပြီးအိယာတွေကမထားနိုင်တဲ့အထိဖြစ်ခဲ့ပူပါတယ်သူဟာလူအများမြင်မှာတော့ရှုံးနေသူတယောက်ပါပဲဒါပေမဲ့အဲ့ဒီလူဟာဘယ်တော့မှလက်မလျှော့ခဲ့ဘူးနောက်ဆုံးမှာတော့သူဟာ American ရဲ့အထင်ရှားဆုံးသမ္မတတစ်ယောက်ဖြစ်လာခဲ့ပါတယ်သူကတော့ Abraham Lincoln ပဲဖြစ်ပါတယ်ဒါဟာကျွန်တော်တို့အတွက်ဘာကိုပြသနေတာလဲအောင်မြင်မှုဆိုတာ IQ မြင့်ယုံပါရမီရှိယုံနဲ့မရနိုင်ဘူးဆိုတာပါပဲ Angela Duckworth ဆိုတဲ့စိတ်ပညာရှင်ကပြောပူပါတယ်ပါရမီနဲ့အားစိုက်ထုတ်မှုပေါင်းစပ်ပြီးရင်ကျွန်တော်တို့အရေးချင်း skill ဖြစ်လာပါတယ်အဲ့ဒီ skill အရေးချင်းကိုမှအားစိုက်ထုတ်မှုနဲ့ထပ်ပေါင်းမယ်ဆိုလို့ရှိရင်အောင်မြင်မှုရရှိတာဖြစ်ပါတယ်အဲ့ဒီတော့အားစိုက်ထုတ်မှုဆိုတဲ့အပိုင်းကအများတန်းပါနေတာသတိထားမိပါပါအဲ့ဒါကိုပဲဇွဲလုံးလာလို့ခေါ်တဲ့ grit ဆိုပြီးတော့တောင်းတကြတာဖြစ်ပါတယ်အခုကတော့တင်းရဲ့ဇွဲလုံးလာဆွမ်းအားဘယ်လောက်ရှိလဲဆိုတာကိုလက်တွေ့စစ်ဆေးနိုင်မယ့်အချိန်ပဲဖြစ်ပါတယ်ဆိုတော့ခဲတန်နဲ့ဘောပင်လေးစာအုပ်လေးပြင်ထားပြီးတော့တစ်ကနေ9အထိဒီမေကွန်းတွေရဲ့အဖြေကိုပေးကြည့်လို့ရပါတယ်ဥပမာတစ်ဆိုလို့ရှိရင်တော့ဒီမေကွန်းရဲ့အဖြေနဲ့ကိုနဲ့မသက်ဆိုင်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နှစ်3ပေးမှဆိုလို့ရှိရင်တော့အနည်းငယ်တစ်ခါတလေကိုမှဒီမေကွန်းရဲ့အဖြေနဲ့သက်ဆိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်၄5ဆိုလို့ရှိရင်တော့အပြေအဝဒါမှမဟုတ်နီးပါးဒီရဲ့အဖြေနဲ့ကိုနဲ့ကန့်ညီတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါဆိုလို့ရှိရင်တော့စာအုပ်နဲ့ခဲတံလေးတွေစဉ်သင့်ပြင်ပြီးတော့မေကွန်းလေးတွေဖြည့်ပြီးတော့ကိုယ့်ရဲ့ဇွဲလုံးလာစွမ်းအားဘယ်လောက်ထိကောင်းလဲဆိုတာကိုစစ်ဆေးကြည့်အောင်ပထမဆန်းစစ်မဲ့အပိုင်းကတော့အာရုံစူးစိုက်မှုဖြစ်ပါတယ်သင်ဟာအလုပ်တစ်ခုကိုလုပ်နေရင်နဲ့ပိုပြီးစိတ်လှုပ်ရှားစရာ idea အသစ်တစ်ခုပေါ်လာရင်အရင်လုပ်ကိုပစ်ထားခဲ့တတ်သလားအသစ်နောက်ကိုပဲအမြဲလိုက်သွားတတ်သူလားဥပမာသင်တန်းတစ်ခုတက်နေရင်နောက်သင်တန်းတစ်ခုပေါ်လာလို့အဟောင်းကိုမပြီးပဲထားခဲ့တာမျိုးပေါ့ဒါဆိုလို့ရှိရင်သင်ဟာထားခဲ့တယ်ဆိုလို့ရှိရင်1နှစ်ပေးလို့ရတယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုတက်နေကြအတန်းကိုလည်းပြီးအောင်တက်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့3ကနေ4ကနေ5အထိကိုနဲ့တက်ဆိုင်တဲ့အလိုက်ပေးလို့ရပါတယ်နံပါတ်1စမ်းစစ်မဲ့အပိုင်းကတော့ခန္ဓာရည် resilience ဖြစ်ပါတယ်ကိုစီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာသင်ဟာနောက်တော့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ရက်ပစ်လိုက်သလားဒါမှမဟုတ်ရှုံးကိုသင်ခန်းစာယူပြီးတော့ပိုစူးစမ်းလေးရှိသလားဒီမှာလဲစူးစမ်းရဆိုလို့ရှိရင်3 4 5ကိုရဲ့ကိုက်ညီတဲ့အတိုင်းပြီးလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ရက်ပစ်လိုက်တာမျိုးစိတ်ဓာတ်တွေကျပြီးတော့လုပ်ငန်းတွေရက်ပစ်လိုက်တာမျိုးဆိုလို့ရှိရင်တော့1နှစ်ပဲရှိနေပါလိမ့်မယ်နံပါတ်3ကတော့ကိုထားတဲ့ goal setting ရည်ရွယ်ချက်အပေါ်မှာဘယ်လောက်ထိခိုင်ခိုင်မြဲမြဲတည်ကြည်မှုရှိတယ်လဲဆိုတာကိုစမ်းစစ်ရမှာပါလွန်ခဲ့တဲ့လပိုင်းကအရန်အရေးကြီးတယ်လို့ထင်ခဲ့တဲ့ကိုယ့်ရဲ့ပန်းနိုင်ကိုအခုချိန်မှာမေ့သွားပြီလားသင်ရဲ့ပန်းနိုင်ပေါ်တစ္ဆာရှိမှုကိုအမှတ်ပေးကြည့်ပါဦးနံပါတ်4အနေနဲ့ကတော့ဝရိယဖြစ်ပါတယ်သင်ဟာအလုပ်ကိုတကယ်ရောအားသွန်ခွန်စိုက်လုပ်တဲ့လူလားပြီးရောမဟုတ်ဘဲနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့သူလားကိုနဲ့သက်ဆိုင်တဲ့အမှတ်ကိုရွေးချယ်ပြီးတော့ပေးကြည့်ပါဦးနောက်တစ်ခုစမ်းစစ်ကြည့်ရမှာကတော့အာယုံစူးစိုက်မှုဖြစ်ပါတယ်ပြီးမြောက်ဖို့6လလောက်အချိန်ပေးရတဲ့အလုပ်မျိုးကိုအစမှတော့ကတော့ထားတဲ့စိတ်အားထက်သန်မှုအများကြီးရှိတယ်တကယ်ကြာလာတဲ့အခါမှာထားတဲ့ဒီစိတ်အားထက်သန်မှုအတိုင်းထိန်းထားနိုင်သလားပေါ့နော်ဒီမေးခွန်းကိုလည်း1ကနေ9အထိအမှတ်ပေးရမယ်ဆိုရင်ဘယ်လောက်ထိပေးမလဲနောက်ထပ်ကိုမောင်ဘယ်လောက်ထိဇွဲရှိလဲဆိုတာကိုစမ်းစစ်လို့ရတာကတော့အလုပ်တွေဘယ်လောက်ထိပြီးမြောက်အောင်လုပ်လဲဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်တင်းမှာတဝက်တစ်ပြက်နဲ့ရက်ထားတဲ့အလုပ်တွေအများကြီးရှိနေပြီလားဒါမှမဟုတ်လို့ရှိရင်အမြဲတမ်းအလုပ်တစ်ခုစလုပ်လိုက်တဲ့အခါတိုင်းမှာအပြီးသက်အထိလုပ်လို့ရှိသလားဒီနဲ့ပတ်သက်ပြီးတော့ရော1ကနေ9ထိအမှတ်ဘယ်လောက်ပေးမလဲနောက်တစ်ခုစမ်းစစ်ရမှာကတော့တင်းရဲ့ဝါသနာဖြစ်ပါတယ်
တင်းရဲ့ဝါသနာကရာသီဥတုလိုပဲခဏခဏပြောင်းလဲနေသလားဒါမှမဟုတ်ဝါသနာတစ်ခုကိုနှစ်နဲ့ချီပြီးဆွဲဆွဲမြဲမြဲလောက်ကင်တတ်သလားဆိုတော့မေးခွန်းပဲဖြစ်ပါတယ်နောက်တစ်ခုတင်းရဲ့ဇွဲလုံးလားကိုစစ်ဆေးနိုင်မဲ့ချက်ကတော့စိတ်ဆက်သေးချာမှုဖြစ်ပါတယ်နောက်တစ်ခုကိုလုပ်တဲ့အခါမှာအမားရောမရှိအောင်စိတ်ဆက်သေးချာအောင်တင်းအနေနဲ့လုပ်တာမျိုးရှိသလားနောက်တစ်ခုကတော့ YouTube မှုပဲဖြစ်ပါတယ်အစာပိုင်းမှာအရန် YouTube ခဲ့တဲ့အလုပ်တစ်ခုဟာနောက်ပိုင်းမှာညီငွေစရာဖြစ်လာခဲ့ရင်တော့စိတ်ဝင်စားမှုကိုမလျှော့ဘဲနဲ့ဆက်လက်ထိန်းသိမ်းနိုင်တဲ့အခြေအနေမျိုးရှိသလားနောက်ဆုံးတစ်ခုကတော့အောင်နိုင်သူရဲ့စိတ်ဓာတ်လို့ပြောလို့ရပါတယ်တင်ဘဝမှာမဖြစ်နိုင်မှုလို့အားလုံးကထင်ထားတဲ့အရာတစ်ခုကိုမရရအောင်လုပ်ပြနိုင်ခဲ့တဲ့အတွေ့အကြုံမျိုးရှိသလားရှိတယ်ဆိုလို့ရှိရင်တော့9မှတ်ပေးလို့ရပါတယ်ဒီမေကွန်းရဲ့အဖြစ်အားလုံးမှာသင်ဟာ9နဲ့အမြဲတမ်းနီးစပ်နေတယ်ဆိုလို့ရှိရင်တော့သင်ရဲ့ဇွဲလုံးလားစွမ်းအားဟာများတယ်လို့ဆိုလိုပါတယ်တစ်နဲ့ဆိုလို့ရှိရင်တော့သင်ရဲ့ဇွဲလုံးလားစွမ်းအားနည်းနေတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါပေမဲ့စိတ်ပူစရာမလိုပါဘူးသင်ရဲ့ဇွဲလုံးလားစွမ်းအားဟာတစ်ဖြစ်နေတယ်ဆိုလို့ရှိရင်သင်အနေနဲ့ဒီဟာကိုချက်ပြီးတော့တိုးတက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်အောင်မြင်မှုရအောင်ကြိုးစားရဲဆိုတာမာရသွန်ပြေးပွဲတစ်ခုပါအမြန်ပြေးနိုင်ဖို့ထက်မရမနာသွားနိုင်ဖို့ကပိုအရေးကြီးပါတယ်သင်ရဲ့ဇွဲလုံးလားအမှတ်တွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါနောက်ဗီဒီယိုမှာတော့ကိုယ့်ရဲ့ဇွဲလုံးလားစွမ်းအားကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာဆွေးနွေးပေးသွားမှာမို့ subscribe လုပ်တာဖို့မမေ့နိုင်အောင်နော်အားလုံးပဲပန်းနိုင်လူစီအရောက်လှမ်းနိုင်ကြပါစေ